အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မယ်လွင်ကတော့လွယ်ကူရိုးရှင်းပြီးတော့စားလို့ရန်ကောင်းတဲ့ညောင်နှုံမိုးဟင်းကချက်နီးလေးကိုဖြစ်ပြပေးသွားမှာဖြစ်ပါတယ်ဒီချက်နီးလေးရဆိုရင်ဘယ်လောက်လွယ်ကူရိုးရှင်းလဲဆိုတော့တခြားချက်နီးနဲ့မတူပဲသူကပဲမပြုတ်ရဘူးပြီးတော့ငါးစီတက်စရာမလိုဘာဖြစ်လဲဆိုတော့ဒီချက်နီးထဲမှာမယ်လွင်တို့ပဲမပါဘူးစီမပါဘူးမြူတီမပါဘူးပေါ့နော်ဒါတော့သူ့ရဲ့ချက်နီးလေးပါဒါပေမဲ့စားလို့ရန်ကောင်းတယ်ဒါမယ်လွင်တို့ဒေါ်ဆိုးရီမိုးဟင်းကချက်နီးလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့မယ်လွင်ကဒီဘလော့ထဲမှာဒီညောင်နှုံမွေးငါချက်နီးလေးကိုဘယ်လိုမျိုးလေးချက်ပြသွားပေးမယ်ဆိုတာကိုအစားဆုံးကြည့်ပေးကြပါအောင်နော်အခုပထမဆုံးအနေနဲ့ဒီငါးပြုတ်ဖို့အတွက်ကိုမယ်လွင်ငါ့ကိုအရင်ဆုံးတေချာလေးပြအောင်ဆေးမယ်ပေါ့နော်ဒီမှာဆိုရင်မယ်လွင်ကငပြင်းမကိုသုံးတာတယ်ငပြင်းမတောင်မှမယ်လွင်ကအကြီးထက်အသေးလေးကိုသုံးတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ငပြင်းမအသေးလေးကပိုချိုတယ်နောက်ပြီးတော့ဒီညောင်နှုံမွေးကဒီငပြင်းမနဲ့ပိုလိုက်တယ်ပေါ့နော်နောက်ပြီးတော့မယ်လွင်ကဒီငပြင်းမကိုဒီအယိုးပါထည့်ထားမှဖြစ်တဲ့အတွက်ကိုဒီခေါင်းတွေပါရင်မဖယ်ဘူးပေါ့နော်ဒါပေမဲ့ဒီ bike ဖောက်တယ် bike တွေကအညစ်အကြေးတွေခေါင်းညစ်ကြေးတွေကိုတေချာထုတ်ပြီးတော့ပြအောင်ဆေးမယ်ပေါ့နော်နော်စားရဲစနင်းမုံလေးနဲ့တိချာနေပြီးတော့ငါးလေးကိုပြုတ်ပါမယ်အခုငါးပြုတ်လဲဆူလာပြီဆိုတော့အယိုးအသားထွင်မှုအတွက်ကိုငါ့ကိုအေးခံထားပါမယ်အခုငါးပြုတ်ကိုအေးခံတာတော့ကိုမယ်လွင်ကဒီတခြားလိုအပ်တာတွေလုပ်မယ်ပေါ့နော်ဒီမှာဆိုရင်အရင်ဆုံးမယ်လွင်ဆန်မှုတ်ကိုဖြော်မယ်ပေါ့နော်ဒီမှာမွှေးဆန်မှုတ်ကိုမယ်လွင်သုံးတာပါတယ်ဒီမှာတော့မယ်လွင်တထုပ်တစ်ဝက်သုံးတာရယ်ပေါ့နော်အရင်ဆုံးရေနည်းနည်းနဲ့အရင်ဆုံးဖြော်ပြီးတော့မှလိုအပ်မှရေထက်ထက်ထည့်ပြီးတော့ဒါပြစ်ပြစ်ကလေးဖြော်ရမယ်ပေါ့နော်အခုဆန်မုတ်ဖြော်တာလည်းပြီးသွားပြီငါကလည်းအေးသွားပြီဆိုတော့ငါ့ကိုအယိုးသားစထွင်ပါမယ်ဒီမှာဆိုရင်မယ်လွင်ကအသားကိုဖယ်ပြီးတော့အသားကိုကြီးကြီးလေးဖယ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့မွေးငါဟင်းရည်တွေရောင်ရင်အသားကိုမကြည်အောင်လို့အသားဘက်လေးပအောင်လို့ဒီငပြင်းမအသားလေးကိုကြီးကြီးလေးဖယ်ပါတယ်ဒီအယိုးကိုလည်းပြီးရင်ပြန်ထောင်းမှဖြစ်တဲ့အတွက်ကိုအယိုးကိုလည်းတီးတန့်ခဏထားမယ်ပေါ့နော်ဒါကတော့ over လို့ပို့ဘဲပြုတ်ထားပါပေါ့နော်ကဲအခုဟင်းရည်တွေထဲဖို့ဂျင်းနဲ့ကြက်သွန်ဖြူနဲ့ကိုစထားမှာတော့မယ်အခုဂျင်းထောင်းမှုအတွက်ကိုဂျင်းကိုပပလေးအရင်လှီးမယ်ပေါ့နော်လှီးပြီးရင်ဂျင်းကိုထောင်းပြီးမှမယ်လွင်ကဒီကြက်သွန်ပြူထောင်းမယ်ပေါ့နော်အခုဂျင်းနဲ့ကြက်သွန်ပြူနဲ့ထောင်းပြီးပြီဆိုတော့အခုနားဖယ်ထားတဲ့အယိုးလေးကိုမယ်လွင်ကအရင်ငင်မယ်ပေါ့နော်ဒါမှမွေးငါးဟင်းလေးအချိုထဲရအောင်လို့ဒါလေးကိုအယိုးလေးကိုထောင်းပြီးတော့အရေးလေးငင်မယ်ပြီးရင်စကားလေးနဲ့စစ်မယ်ပေါ့နော်ဒီလိုမျိုးငါးရိုးကိုထောင်းပြီးတော့အရင်ငင်မယ်ဆိုရင်ဒါမွေးငါးဟင်းကပို့ပြီးတော့ချိုမယ်ပေါ့နော်ပို့ပြီးတော့သူ့ရဲ့တဘာဝအရသာအချိုထက်ပိုရတယ်ပေါ့နော်ပြီးရင်ငါပြုတ်ရည်ပါတခါလေးထည့်မယ်ပေါ့နော်
အခုဒါကတော့မဝင်ကိုင်းရတဲ့ထဲဖို့တဘာဝအချွေလေးရပါပြီအခုဟင်းရမချက်ခင်ကိုကျက်သွန်မျိုးစီကြလေးချက်ပါမယ်ဒီကျက်သွန်မျိုးစီကြလေးရပြီဆိုတော့ဒီငပြောကိုစလှီးမယ်ပေါ့နော်ငပြောကိုလှီးတဲ့ခါမှာငပြောတွေမမဲသွားအောင်လို့မယ်တွေကဒီရေထဲကိုဆွနွေးမုတ်လေးနည်းနည်းများများထည့်လိုက်မယ်ပေါ့နော်ပြီးရင်လှီးပြီးတာနဲ့လှီးပြီးသားငပြောတွေကိုဆွနွေးမုတ်ရေထဲကိုတစ်ခါရဲစိမ့်ထားပါမယ်အခုပေါင်ပစ္စည်းတွေလည်းအကုန်လုံးပြီးသွားပြီဆိုတော့မဟင်းကိုင်းရေစချက်ပါတော့မယ်ဒီနေ့တော့မယ်လွန်းတို့ဒီမှာမီးပြက်နေတော့ဒါမီးသွေးမီးပုံနဲ့ချက်မယ်ပေါ့နော်အရင်ဆုံးဒီချက်ဖို့ရင်နွေးကိုစုအောင်ရင်လုံးတဲပါမယ်အခုရင်နွေးတဲတာစုလာပြီဆိုတာနဲ့ဒီခုနဖြော်ထားတဲ့ဆန်မုတ်ရေကိုထည့်ပြီးတော့ပုတ်ပွက်စုလာတဲ့အထီကိုအဆက်မပြတ်မှုပေးရပါတယ်အခုဆံမုတ်ရေလည်းပုတ်ပွက်ဆူလာပြီဆိုတော့ခုနပြင်ထားတဲ့ပေါင်ပစ္စည်းတွေကဒီငပြောကိုမထည့်သေးပဲနဲ့ကျန်တဲ့ပစ္စည်းတွေအကုန်လုံးကိုတစ်ခါတည်းထည့်လိုက်ပါမယ်အခုလိုတစ်ခါတည်းထည့်လိုက်တော့ဒီဘဲဥပြုတ်ထဲကိုဒီဟင်းရတာလည်းဝင်နေပြီးတော့ကျက်သွန်အနီရလည်းနူးဣပြီးတော့ချိုတယ်ပေါ့နော်ပြီးရင်တော့ဟင်းကိုနနာလေးစုပွက်လာပြီးတော့အနံလေးမှုေးလာတဲ့အထိကိုတည်ထားပါမယ်အခုဟင်းရလည်းတော်တော်စုပွက်လာပြီပြီးတော့အနံလေးလည်းတော်တော်မှုေးလာပြီဆိုတော့ဒီကြံတဲ့ငပြောဦးလေးကိုထည့်လိုက်မယ်ပေါ့နော်
အခုငပြုတ်တွေကလည်းတော်တော်နူးပြီးတော့ဒါအိုးဘဲကအယောင်ပြောင်းသွားပြီတော့နော်အဲ့တော့မလွင်တို့ကဒီလိုအပ်တယ်လို့မျိုးဒီအပေါ်ငံလေးညီးပြီးတော့ငပြာရည်တို့စားတို့ထည့်မယ်ပေါ့နော်အခုနောက်ဆုံးအနေနဲ့ဒါငရုတ်ကောင်းလေးဖြူမယ်ပေါ့နော်ကဲအခုငရုတ်ကောင်းလေးလည်းဖြူပြီးသွားပြီဆိုတော့ညောင်လုံးမိုးငါလေးကိုအာရပါရစားလို့ရပါပြီဥမစားကြပါအောင်ရှင်မလွေရဲ့ညောင်လုံးမိုးငါချက်နီးလေးကိုအစားဆုံးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကြွေးပါရနော်မယ်လွင်ရဲ့ဒီ cooking blog လေးတွေကိုသဘောကျရဲဆိုရင် blog by မယ်လွင် channel လေးကို subscribe လေးလုပ်ပေးကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်